လားဒီနေ့မှာတော့ကျွန်တော်ကဖုန်းနှိမ်ဓမားတွေအတွက်အရင်ကစော်လို့ကောင်းတယ်ပေါ်လုံးဂိမ်းတွေပြင် offline စော်လို့ရမယ်ဂိမ်းအများကြီးဟိုကျွန်တော်ပြောပြမှာဖြစ်ပါတယ်အဲ့ဒါတော့ကျွန်တော်နေရာထဲမှာပဲဆုံးနဲ့ရနိုင်ပါတယ်ပထမဆုံးကျွန်တော် Play Store ထဲဝင်လိုက်ပါ Play Store ထဲဝင်ပြီးကျွန်တော်ရှာရမှာဖြစ်ပါတယ်ဝင်ပြီးရင်ကျွန်တော်iGame PSP ဆိုပြီးတော့ကျွန်တော်ရိုက်ရှာလဲအပေါ်ဆုံးမပေါ်လာတဲ့ဟိုတောင်းရမှာဖြစ်ပါတယ်ကျွန်တော်ကတော့တောင်းပြီးပေါ့နော်တောင်းပြီးဆိုရင်ကျွန်တော်Wi-Fi ဒါမှမဟုတ် internet ချိတ်ထားပေးပါဘာလို့လဲဆိုတော့ကျွန်တော်ဂိမ်းတွေတောင်းရမှာဖြစ်ပါတယ်ဒီနေရာမှာဆိုရင်ကျွန်တော်ဘောလုံးဂိမ်းတွေပြင်တခြားကာတွန်းတွေရောကျွန်တော်အရင်ကလူကြိုက်များတယ်ဥပမာ GTA ဂိမ်းတွေလည်းရှိရခင်ဗျဂိမ်းတွေကတော့အများကြီးပဲဒီမှာဆိုရင်လည်းကျွန်တော်တို့ငယ်တော့အရင်ကြိုက်ခဲ့တဲ့ FIFA 90ရောရှိပါတယ်ကျွန်တော်ကဘောလုံးတက်ပဲကြီးချင်တယ်ဆိုရင်ကျွန်တော်ဒီထဲကိုတွားပြီးရင်ကျွန်တော်တို့ okay sorry shortcut ဆိုတဲ့နေရာကိုနှိပ်လိုက်ပါအဲ့ဆိုတော့ကျွန်တော်ဘောလုံးဂိမ်းတွေကိုစိတ်ကြိုက်ဆော့လို့ရတယ်okay ကျွန်တော်တစ်ချက်လောက်ဆော့ပြမယ်ဖြစ်ပါတယ် okay ဒါကြီးကျွန်တော်ကတော့ဂိမ်းထဲတော့ရောက်ပြီကျွန်တော်ကဒီ controller ပုံစံနဲ့ဆော့ရမှာဖြစ်ပါတယ်ကျွန်တော်တပွဲလောက်ဆော့ပြမှာဖြစ်ပါတယ်ဒီမှာဆိုရင်လည်းကျွန်တော်တို့ Premier လိပ်အပြင်ကြိုက်တဲ့လိပ်တွေကိုကန်လို့ရတယ်ပြီးတော့နိုင်ငံတကာတွေလည်းကန်လို့ရဗျာကျွန်တော်ကတော့မန်ယူအတင်းကိုကင်ပြီးတော့စော်ပြမှာဖြစ်ပါတယ်โอเคဒီမှာဆိုရင်လည်းကျွန်တော်ကြည့်လိုက်ဗျာကျွန်တော်သူ့ရဲ့ရုပ်ထွက်ကလည်းကျွန်တော်မစိုးဘူးလို့ပြောလို့ရတယ် offline စောရမှာဖြစ်အတွက်အရင်ကတန်ဒီမှာဆိုရင်လည်းကျွန်တော်ရွေးချယ်ကြအများရှိရပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့10မိနစ်ကနေ5မိနစ်ကနေကျွန်တော်30မိနစ်ထိစောလို့ရပါတယ်ဒီမှာဆိုရင်လည်းကျွန်တော်တို့လွယ်တဲ့ဟာစောမလားခက်တဲ့ဟာစောမလားဆိုပြီးတော့ရှိပါတယ်ကျွန်တော် gameplay ပိုင်းတစ်ချက်လောက်တွားကြည့်အောင် okay ကျွန်တော်တို့ဒီမှာဆိုရင်လည်းကျွန်တော်တို့အတင်းတွေရဲ့ logo တွေလည်းမှန်တယ်ပေါ့နော်ကြည့်လိုက်ဗျာကျွန်တော်တို့ရုပ်ထွက်ကလည်းအရင်ကိုကောင်းပါတယ် offline ဆော့ရမှာဆိုတော့အခုပဲချက်ချင်းတောင်းလိုက်တော့ဗျာကောမန်နေတာအတန်နေလဲပါအောင်မယ်ဗျာဘာပြောစရာလို့လဲ offline game ဆိုကျွန်တော်ကဂိမ်းတောင်းတဲ့အချိန်မှာပဲပေါ့နော်ကျွန်တော်အင်တာနက်လိုတာဂိမ်းတောင်းပြီးကျွန်တော်တို့အင်တာနက်ပိတ်မှလည်းဆော်လို့ရပါတော့ graphic ကလည်းကျွန်တော်တို့ e-football တို့လိုမျိုးတအားရောမကောင်းဘူးเนาะဒါပေမဲ့လည်းကျွန်တော် offline နေနေဆိုတော့အဆင်ပြေပါတယ်Bola rolando 17 graus a temperatura vai ferver dentro de campo
Tem sido assim a rivalidade mais latente interestadual dos últimos 12 anos do futebol brasileiro. ကြည့်လိုက်ဗျအောင်ပွဲခံပုံနေရလဲအရင်အောင်မိုက်တယ်ပေါ့နော်ပြီးတော့ commentator ကလည်းကျွန်တော်အော်ရဘယ်လိုပြောရမလဲတကယ်ပေါ်လုံးဝဲကြည့်နေရတယ်လို့မျိုးပဲဗျာခံစားချက်ကြီးอ่ะအားဆော့လို့ကောင်းတယ်ပေါ့နော် ကြည့်လိုက်ဗျာပလေယာတွေနဲ့ဝတ်စုံတွေလည်းကျွန်တော်တို့စနစ်တကျလေးလုပ်ပြီးထားတာကိုတွေ့ရပါတော့အဲ့တော့ဘာမှတော့ပြောစရာမလိုတော့ဘူးVai recomeçar lá atrás o goleiro. Tem mais um desvio, tem mais um arremesso. Cortou, jogada legal. ဒီနေရာမှာကျွန်တော်ပြောချင်တာကကျွန်တော် control တခြားလေးထိမျိုးဆော့ဖို့တော့ကျွန်တော်ပြောချင်ပါတယ်Só o Fox Sports mostra para todo o Brasil. Pode bater, abre. တချင်းတန်နေပါရဲ့ဗျာဆိုတော့အရင်ကတော့မှိုက်သွားပြီ Okay ကျွန်တော်ရဲ့ဗီဒီယိုလည်းတော့တလောက်ပါပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်အားလုံးပဲပိုင်ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင်လက်မလေးတွေပေးပြီးတော့ကျွန်တော်အားပေးခဲ့ကြပါဦး